The boss at the master Maria Tisana Datana not this neighbor not this Sikaria sa Mingala Modama. The practice of self-denial, leading the noble life, seeing the noble truth, realizing of neighbor, this is the highest blessing. ချိုးချံချွေတာခြင်းကမြတ်သောအကျင့်ကိုကျင့်ခြင်းမိထုံမှရှောင်ခြင်းသစ္စာလေးပါးကိုသိခြင်းနိဗ္ဗာန်ကိုဝေနောက်ပြုခြင်းဤလေးပါးသည်ကောင်းမြတ်သောမင်္ဂလာမြည်၏လောကီအာယုံစိန်ရမူလိုပျော်ကျူးနဲ့ချိုးချံလေးမေတ္တာဓမ္မစောလကိုင်သုံးလို့သူမြတ်ကျင့်ထုံးနဲ့တွေ့လေးပါးသစ္စာဉာဏ်မြင်ကြည့်အမှန်သိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနိဗ္ဗာန်ခြင်းအလင်းပေါနိုင်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ